ငါးစင်းမှာခေါင်းကြီးဆိုတဲ့ကောင်ကစိုးချင်းချင်းအထောင်ရှိတော့ငါတို့အပိုင်ကိုပါလာကြော်ပြီးရှင်တယ်အဲ့အတွက်ဒီကောင်ကိုဖြတ်ဖို့မင်းတို့အကူကြီးလိုတယ်လာရကိုဒီမျိုးတိကိုဒီမျိုးဟာဆရာခရရဲလားဟဲ့ငါရုပ်ကရေဥပေါ့ရဲမို့ဟမ်အဲ့ဆိုအိမ်ပေါ်မှာစိတ်ရှုတာလည်းကိုကြီးသူတို့နဲ့ညှိလိုက်တော့မယ်ပြီးလိုက်တော့မယ်ဒီကညီမကြီးနဲ့ညှိနှိုင်းတာအဆင်ပြေသွားပြီအဲ့တော့ငါညီတို့အေးဆေးနေလိုက်ပါတကယ်လို့အေးဆေးမနေဘူးဆိုလို့ရှိရင်တော့ဟိုတရားနှောက်ယှက်မှုနဲ့ထပ်တိုးလာလိမ့်မယ်ကိုလေးရောဒီကမျိုးနဲ့မူနဲ့မင်းနဲ့ရင်းနေတယ်လေအော်အေးရမျိုးနဲ့မဦးကြော်ကြော်မလားဟုတ်တယ်ဘယ်ကဦးကြော်မှာလဲဦးနောင်နောင်လေကွာဦးနောင်နောင်မလားဟုတ်တယ်ဦးကြော်လည်းမသိဘူးဦးနောင်နောင်လည်းမသိဘူးမင်းတို့လက်စားလို့မရဘူးဆိုတော့ငါသိနော်မချစ်တဲ့ရမလေးသားနဲ့ဒီစမတီးကူလုံးကဆေးရုံဟောင်းတာ你ခုပြောနေရတယ်ခုမှတော့ရဲတဲ့မတော်နိုင်ဘူးဟုတ်ကြောင်လည်းမပြောနေရဘူးငါတာစီဒီမရှိငါခုလုံးပြီးတာမေခနာကိုဘဝတင်ခဲ့တဲ့ငါဘေးတော်ပဲလေငါဝိလက်ကြောင်မလာမလုံးနဲ့ညီမလေးကိုစမိုက်ခွင့်ပေးပါနော်လူမိုက်တို့ဆိုတာငွေရှင်ကြီးရှင်တွေမိခိုးပြီးစားတောက်နေရတယ်ပေါ့ကျုပ်တို့လိုကောင်မျိုးတွေကအလုပ်ပြီးတော့မှခမရတော့ထမင်းနဲ့မှန်တယ်ပေါ့ကိုဘွားကနားလဲစားFor Cinema application ကို Android phone မှာဆိုရင် Play Store မှာ F1 Cinema မြန်မာကိုရိုက်ရှာ၍ဒေါင်းလုဒ်ရှိလို့ရမှာဖြစ်ပါတယ်ရှင်။ iOS ဖုန်းမှာဆိုရင် App Store မှာ For Cinema ကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ရှင်။